ကမ္ဘာအယူသွဆုံအမိုက်စားကစားနည်းများ Disneyland ကိုခဏလောက်မေးထားလိုက်ပါအခုကျွန်တော်တို့ကတင့်ကိုကမ္ဘာတဝန်းမှာရှိတဲ့အယူသွဆုံအမိုက်စားဆုံးကစားကွင်းစည်းစရာတွေကိုပြသပေးသွားတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်ပေးပါဘာလို့လဲဆိုတော့ပေပေါင်း886ခန်းမြင့်တဲ့အဆောက်အအုံဆုံးမှာတွဲလောင်းကျနေပြီးတင့်ကိုတေချာပေါက်အန်ထွက်သွားစေနိုင်တဲ့ Las Vegas မြို့ကကစားနည်းတစ်ခုကိုပါမြင်တွေ့ရမှာမို့လို့ပါ Falcon Fury အကယ်၍တင်ဟာကျွန်တော်လိုပဲအမြင့်ကြောက်တတ်တဲ့သူဆိုရင်တော့ဒီကစားနည်းကတင့်အတွက်ဟုတ်ချင်မှဟုတ်ပါလိမ့်မယ် American ပြည်အောင်စု Florida ပြည်နယ် Tampa မြို့မှာတည်ရှိတဲ့ဒီကစားနည်းဟာမြေပြင်ထက်ပေ335ခန်းမြင့်ပြီးအဆောက်အအုံတစ်ခုပုံမှာမိတွေ့နေတာမျိုးမဟုတ်ပဲတီးတန့်ရက်တည်နေတဲ့မျှော်စင် Freestanding Tower အမျိုးအစားဖြစ်ပါတယ်ပေ300အမြင့်ကနေပြုတ်ကျတာကတပိုင်းကိုထိုင်နေတဲ့ထိုင်ကုန်က90ဒီဂရီလက်သွားပြီးနောက်တနာရီမိုင်60နှုန်းနဲ့မျက်နှာမူလေးရဲ့မှောက်လေးရဲ့အောက်ကိုထိုးဆင်းသွားတာကတက်တပိုင်းစီပါပဲဒါဟာမြောက်အမေရိကရဲ့အမြင့်ဆုံး Freestanding Drop Tour ဖြစ်ပါတယ်စီးနှင်းသူတွေဟာတနာရီမိုင်60နှုန်းအထိရောက်ရှိပြီး9စက္ကန့်ကြာလွတ်လပ်စွာပြုတ်ကျမှု free fall ရတာကိုခံစားရမှာပါလူတွေကဒီကစားနည်းရဲ့ YouTube လောက်စရာအမြင့်နဲ့ပြုတ်ကျတဲ့အချိန်အလုံးကောင်းပုံပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် channel ကို like and subscribe လုပ်သွားဖို့မမေ့နဲ့အောင်တော့